သာသနာတော်နှစ်2553နှစ်ကောဇာတက္ကရာ1382ခုနှစ်တပူတွဲလာပြီချုံ9ရက်ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်ပဇွန်တောင်ရွှေကျင်ကျောင်းတိုက်တပြေရိပ်ဓမ္မဗိမာန်တော်ကြီးဝယ်15ချိန်မြောက်ဆင်းကျင်းပပြုလုပ်အပ်သည့်ကျမ်းပြုအကျော်တပြေကံဆရာတော်ဘုရားကြီး၏ဂုဏ်ကြီးကိုမှန်းဆပူဇော်သည့်ဓမ္မသဘင်အဖွဲ့အခမ်းအနားဝယ်ဟောကြားအပ်သောစိတ်ထားမြင့်မြတ်သူအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယေရှုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောက၏အကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်